မိတ်ဆွေများအားလုံးမင်္ဂလာပါ KK Story Channel မှာကြိုဆိုပါရစေ။ပုံပြင်လေးတွေကိုအမြဲမပြတ်တင်ဆက်ပေးနိုင်ဖို့ KK Story Channel လေးကို Like and Subscribe လုပ်ခဲ့ကြပါအောင်ရှင်။ သူတို့ရဲ့စိတ်ကူးထဲမှာလေအခုဆိုရင်ငါတို့ဟာကမ္ဘာအချမ်းသာဆုံးလူတွေဖြစ်သွားပြီလို့စိတ်ကူးရင်သူတို့နှစ်ယောက်ဟာရင်ခွန်စိတ်လှုပ်ရှားစွာနဲ့ငန်းရည်ဝမ်းပိုက်သေးကိုကြည့်လိုက်ကြတယ်။ဒီတစ်ပတ်ပြောပြပေးမယ့်ပုံမြင်လေးကတော့ရွှေဥဥသောငန်းတခါတုန်းကရွာတရွာမှာစင်းရဲတဲ့လေသမားလီမယားနှငါရှိတဲ့သူတို့ဟာစင်းရဲချိုးတဲ့ပြင်မဲ့ရိုးသားကြိုးစားပြီးလေယာကရတဲ့ဝင်ငွေလိမ့်နဲ့ပဲချိုးချံချွေတာပြီးဘဝကိုဖျက်တိုင်းနေရတာပေါ့။တနေ့မှာတော့လေသမားကြီးဟာမြို့ကနေလှပတင့်တယ်ပြီးကိုလုံးကိုထဲကြီးမားတဲ့ငန်းဖြူကြီးတစ်ကောင်ကိုဝယ်လာခဲ့တယ် သူဇနီးကယောက်ျားရဲ့ကို့မှာစားဖို့တောင်မလောက်တာကိုဘာဖြစ်လို့ငန်းတကောင်ကိုဝယ်လာရတာလဲလို့မေးလိုက်တယ်။ယောက်ျားဖြစ်သူကငါဒီငန်းကိုကြည့်ရတာကံကောင်းခြင်းတွေယူဆောင်လာမဲ့နမိတ်လိုပဲခံစားရတယ်။သူ့ဥလေးတွေဥတဲ့အခါရောင်းလိုက်ရင်ဈေးဘူးလေးတွေရနိုင်တာပေါ့လို့ရိုးရိုးသားသားပြန်ဖြေခဲ့တယ်။အဲ့ဒီညမှာပဲလဲသမားဇနီးဟာလာမယ့်နှစ်တင်မှာသူတို့ဘဝတွေတာယာချမ်းမြေပါစေလို့ဆုတောင်းရင်းငန်းလေးကိုဂယုတစိုက်ကျွေးမွေးခဲ့ပါတယ်။နောက်တစ်နေ့မညက်ခင်းမှာတော့လေသမားလင်မယားအတက်တသက်မမေ့နိုင်မဲ့အန်အိုးစရာတစ်ခုဖြစ်လာခဲ့ပါတယ်။လေသမားကြီးဟာငန်းလေးရဲ့အတိုက်ကိုသွားကြည့်တဲ့အခါမှာရွှေရောင်တလက်လက်တောက်ပနေတဲ့ဥတလုံးကိုတွေ့လိုက်ရတယ်။အဲ့ဒီဥကရိုးလိုဥတွေလိုမဟုတ်ဘဲကင်ကြည့်လိုက်တာနဲ့အေးဆက်နေပြီးအလေးချိန်လည်းရှိနေတယ်။သူ့မိန်းမကိုအော်ပြိုးလိုက်တော့သူ့မိန်းမကလည်းအန်အိုးတကြီးနဲ့ယောက်ျားရဲ့ဒါရွှေစစ်စစ်ပါလားငါတို့အိမ်မက်နေတာလားမသိဘူးလို့ပြောပြီးသူတို့ဟာငိုချင်လောက်အောင်ဝမ်းတာနေကြတယ်။လဲသမားကြီးကကံကောင်းခြင်းဆိုတာဒါမျိုးကိုခေါ်တာပဲရှင့်မကြီး။ငါရဲ့ကံကောင်းခြင်းနမိတ်မှန်တာပေါ့လူဆိုပြီးရွှေဥကိုယတနာပစ္စည်းတစ်ခုလိုတယုတရကင်ထားကြတယ်။ဒီလိုနဲ့လဲသမားလင်မယားဟာရွှေဥကိုမြို့ပေါ်ကပန်းတိန်ဆရာစီတွားရောင်းခဲ့တယ်။ပန်းတိန်ဆရာကရွှေသားစစ်မှန်ကြောင်းအတီးပြုပြီးအဖို့အခအများကြီးပေးခဲ့ပါရဲ့။ဒီငွေတွေနဲ့သူတို့ရဲ့အင်္ဂလိပ်ကိုလည်းပြန်လဲပြင်ဆင်နိုင်ခဲ့တယ်။သူတို့ရဲ့စင်းရဲတဲ့ဘဝဟာတခဏချင်းအသွေးမှာပဲတိတိတသာပြောင်းလဲသွားခဲ့တယ်။ထူးဆန်းတာကတော့အဲ့ဒီငန်းဟာနေ့စဉ်တရက်ကိုရွှေဥတလုံးနှုံးနဲ့ပုံမှန်ဥပေးနေခဲ့တာပါပဲဘရောမပုံမဥဘရောမလည်းရော့မသွားဘူးတသမတ်တဲ့နေ့စဉ်ရွှေဥတလုံးကိုဥပေးတယ်လဲသမားလီများဟာနေ့တိုင်းဒီလိုရွှေဥတွေရောင်းချပြီးသူတို့ဘဝကိုမြင့်တင်နိုင်ကြတယ်ဒီလိုနဲ့သူတို့ဟာချမ်းသာတဲ့သူတွေဖြစ်လာတော့တာပေါ့သူတို့ဟာငန်းလီကိုငါတို့ရဲ့ကံကြမ္မာရှင်ပဲလို့သတ်မှတ်ပြီးအကောင်းဆုံးကြွေးမွေးပြုစုဆောင်ရှောက်ခဲ့ကြပါလေသူတို့ရဲ့ဘဝဟာစနစ်တကျနေ့စဉ်တိုးတက်နေတဲ့တည်ငြိမ်တဲ့ကြွေဝမှုကိုရရှိနေခဲ့ပါလေတရက်ကိုရွှေဥတလုံးလုံးဥပေးတဲ့ငန်းကလေးကြောင့်လေသမားလင်မယားဟာချမ်းသာလာခဲ့တာနှစ်အနည်းငယ်ကြာလာခဲ့တယ်အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့စိတ်ထဲမှာဒီထက်မကပိုပြီးလိုချင်တယ်ဆိုတဲ့လောဘဇောဟာတဖြည်းဖြည်းမီးလိုတောက်လောင်လာခဲ့ပါတယ်။တနေ့ညနေခင်းလေသမားကြီးဟာရွှေဥတွေကိုရေတွက်ပြီးမှတ်တမ်းတင်နေတော့သူ့မိန်းမကယောက်ျားဖြစ်သူကိုပြောလိုက်တယ်။ယောက်ျားကျမတို့ဒီလောက်ချမ်းသာနေတာတော့ကျမရဲ့စိတ်ထဲမှာမကျေနပ်နိုင်သေးဘူး။လေသမားကြီးကခေါင်းညိတ်လိုက်ပြီးဟုတ်တယ်ရှင်မဒီငန်းကြီးကတနေ့မှတလုံးရောင်းပြီးရလာတဲ့ပတ်စံကိုငါတို့ဓာတ်ထက်ကြီးတဲ့အိမ်ကြီးတစ်လုံးဆောက်ဖို့မြေတွေအများကြီးဝယ်ဖို့အသက်မလောက်ကြအောင်စောင့်ရအောင်မလဲလို့မေးခွန်းထုတ်လိုက်တယ်။အဲ့ဒီလိုနဲ့သူတို့လီမယားဟာနေ့စဉ်ရရှိနေတဲ့ကံကောင်းခြင်းကိုမမြင်နိုင်တော့ပဲပုံမကြီးမားတဲ့အကျိုးအမြတ်ကိုသာမြင်လာတော့တယ်။ရှင်စဉ်းစားကြည့်ပါဦးလို့သူ့မိန်းမကတီးတိုးဖြိုးတယ်။ဒီငန်းရဲ့ဝမ်းပိုက်ထဲမှာကညစ်လုံးစာရွှေဥတွေအားလုံးစုပြီးသားထိနေရမယ်ဒီလိုမှမဟုတ်ရင်တညိတလုံးဘလို့လို့ဥပေးနိုင်ပါလေပြောလိုက်တယ်အေးတေချာတယ်လို့လဲသမားကြီးကစိတ်လှုပ်ရှားစွာအော်ပြောလိုက်တယ်ငါတို့စိတ်ကူးမရင်ရဲ့ရွှေတိုက်ကြီးတစ်ခုလုံးသူ့ဖိုက်ထဲမှာရှိနေရမယ်
ငါတို့ဘာလို့နေ့တိုင်းစောင့်နေရမှာလဲသူတို့ရဲ့ဆွေးနွေးမှုကတဖြည်းဖြည်းနဲ့အမှန်တရားကိုမမြင်နိုင်တော့ပဲအမြန်ဆုံးချမ်းသာကြွယ်ဝလို့တဲ့မိုက်မဲတဲ့စိတ်ကူးစီကိုဥတီသွားခဲ့တယ်သူတို့ဟာဒီငန်းအသက်ရှင်နေလို့သာနေ့တိုင်းရွှေဥဥနိုင်တာကိုမစင်စားနိုင်တော့ပါဘူးသူတို့ရဲ့စိတ်ထဲမှာရွှေထုလုံးကြီးတစ်ခုလုံးကိုသာတွေးထင်မြင်ရောက်နေမိကြပါတော့တယ်နောက်တစ်နေ့မှာပဲလယ်သမားလင်နရာဟာသူတို့ရဲ့လောဘဇော်ကိုမထိန်နိုင်တော့ပဲလုပ်ငန်းကိုအပြီးတက်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့လိုဆုံးဖြတ်ပြီးလယ်သမားကြီးဟာလောဘဇော်ကိုမထိန်နိုင်တော့ပဲလုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ရွှေဥတွေကိုနေ့စဉ်ဥပေနီရဲ့အဖိုးတိုင်ငန်းရှိရာအတိုက်စီကိုတွားခဲ့တယ်။သူ့ရဲ့လက်တွေတုံနေပေမဲ့သူတို့လင်မယားရဲ့တခါတည်းချမ်းသာခြင်းဆိုတဲ့စိတ်ကူးဟာသူ့ရဲ့ရိုးသားမှုကိုလွှမ်းမိုးထားတယ်။သူဟာရင်ထဲမှာမကောင်းတဲ့ခံစားချက်ဖြစ်နေတဲ့ကြားထဲကပဲငန်းကိုဖမ်းပြီးတပ်ပစ်လိုက်ကဝမ်းပိုက်ကိုခွဲလိုက်တယ်။ သူတို့ရဲ့စိတ်ကူးထဲမှာလေအခုဆိုရင်ငါတို့ဟာကမ္ဘာအချမ်းသာဆုံးလူတွေဖြစ်သွားပြီလို့စိတ်ကူးရင်သူတို့နှစ်ယောက်ဟာရင်ခွန်စိတ်လှုပ်ရှားစွာနဲ့ငန်းရည်ဝမ်းပိုက်သေးကိုကြည့်လိုက်ကြတယ်။ဒါပေမဲ့သူတို့တွေးထင်ထားသလိုမဟုတ်ပဲတွေးလိုက်ရတဲ့မြင်ကွင်းကသူတို့ရဲ့မျောလင်းချက်အားလုံးကိုရိုက်ချိုးဖြစ်လိုက်သလိုပါပဲ။ငန်းရည်ဝမ်းပိုက်သေးမှာရွှေဥတလုံးတလေးမျိုးမရှိပါဘူး။အခြားရိုးရိုးငန်းတွေလိုအသေးတွေသာတွေ့ရပြီးဘာမှထူးခြားတာမရှိပါဘူး။ရွှေတိုက်ကိုတွေ့မယ်လို့မျှော်လင့်ထားတဲ့လယ်သမားလင်များဟာထိတ်လန့်တုန်လှုပ်ပြီးကြောက်ရွံ့လို့ဖြစ်နေခဲ့တယ်။ငါတို့ဘာလုပ်လိုက်တာလဲလို့လယ်သမားမိမဟာတူတိုလေးညီးတွားလိုက်တယ်။လယ်သမားကြီးဟာလက်ထဲကဓာတ်ကိုပြစ်ချလိုက်တယ်။သူတို့ဟာနေ့စဉ်ပုံမှန်ရနေတဲ့ရွှေဥကိုလည်းဆုံးရှုံးသွားခဲ့ပြီးတခါတည်းရွှေတိုက်ကြီးရဖို့မျှော်လင့်ခဲ့တဲ့သူတို့ရဲ့လောဘကြောင့်နေ့စဉ်ရနေတဲ့သူတို့ရဲ့ရွှေဥရင်းမြစ်ဟာလည်းလုံးဝပျက်စီးစေခဲ့တော့တာပေါ့ငါတို့ဟာအယူတွေပါပဲလို့လယ်သမားကြီးကနောင်တတရားနဲ့ပြောလိုက်တယ်ငါတို့ဟာနေ့စဉ်ပုံမှန်ရနေတဲ့ကောင်းကျိုးကိုကျင်းနဲ့တက်ခဲ့ရင်ဘလောက်ကောင်းလိုက်မလဲငါတို့ရဲ့လောဘဟာငါတို့အားလုံးကိုဆုံးရှုံးစေခဲ့ပြီးဒီလိုနဲ့တနေ့တစ်လုံးရွှေဥဥပေးနေတဲ့ငန်းမရှိတော့တာကြောင့်သူတို့ရဲ့ဘဝဟာတဖြည်းဖြည်းနဲ့ဆုတ်ယုတ်သွားခဲ့တယ်။ရွှေဥတွေမရှိတော့တဲ့အတွက်သူတို့စုဆောင်းထားတဲ့ငွေကြီးတွေဟာအချိန်ကြာလာတာနဲ့အမျှကုန်ဆုံးသွားတယ်။နောက်ဆုံးမှာတော့သူတို့ဟာရွှေဥဥပေးနိုင်တဲ့ငန်းလေးမရှိတော့တဲ့အတွက်အရင်ကထက်တောင်ပိုပြီးဆင်းရဲဒုက္ခရောက်ရတော့တာပို့ကွယ်။လောဘကြီးခြင်းကဆုံးရှုံးခြင်းကိုဖြစ်စေပါတယ်။တင်းလက်ထဲမှာရှိနေတဲ့တန်ဖိုးရှိပြီးပုံမှန်စည်းစဲနေတဲ့အရင်မြင့်သို့မဟုတ်ကောင်းကျိုးကိုတန်ဖိုးထားပါလောဘကြီးပြီးအလင်းအမြန်လူချင်းစိတ်နဲ့အရာအလုံးကိုရယူဖို့ကြိုးစားရင်မူလရှိရင်ဆွဲအကျိုးစီးပွားကိုပါလက်လွတ်ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အကြောင်းကို KK Story Channel မှာတင်ဆက်ပေးလိုက်ရပါတယ်ဒီပုံပီလေးကနေသားတို့သမီးတို့ညီလေးညီမလေးတို့အတွက်အသိပညာတစ်ခုခုရသွားမယ်ဆိုရင် KK Story Channel မှာကျေးဇူးအထူးတင်ရှိပါတယ်။ဒီပုံပြင်လေးကိုကြိုက်တယ်ဆိုရင် Like and Subscribe လုပ်ခဲ့ဖို့လေမမေ့နဲ့အောင်နော်။ Bye bye